social media ပေါ်မှာ live လွှင့်ပြီးရောင်းနေတယ် order တွေလည်းတက်နေကြတယ်မဲ့ခမရရဲ့စီးပွားရေးကသဲပေါ်မှာအိမ်ဆောက်နေရတယ်တူတယ်ဆိုတာကိုသိပါသလားမနှက်ပြန်ဒါမှမဟုတ်ရင်လာမဲ့အချိန်နည်းငယ်တွင်မှာ AI ကြောင့် feature တစ်ချက်ပြောင်းသွားတဲ့ခမရရောင်းချနေရတဲ့ sales တွေဟာတုံညာဖြစ်သွားနိုင်ပါတယ်အဲ့တော့ဒီအချိန်တွေအတွက်ခမရကြိုတင်ပြင်ဆင်မထားဘူးဆိုလို့ရှိရင်ခမရအတွက်တကယ်ကိုအနေရှိနေပါပြီဒါကြောင့်ဒီဗီဒီယိုမှာကျွန်တော်ကတော့ digital marketing တွေကိုပဲတိတ်အားမကိုးပဲနဲ့ကိုယ့်ဘက်ကနေပြင်ဆင်ထားမယ့်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ခမရသိပြီးသားဖြစ်ပေမဲ့ like မလုပ်ဖြစ်တဲ့အရေးကြီးဆုံးတစ်ချက်ဖြစ်တာကြောင့်ဗီဒီယိုကိုဆုံးအောင်ထိကြည့်ရှုပေးကြဖို့အကြံပြုချင်ပါတယ်ဒီနေ့ချိန်မှာဆိုရင်ကျွန်တော်တို့တွေလုပ်ငန်းတော်တော်များများလုပ်ငန်း page တွေ social media တွေပေါ်မှာရှိကြတယ်ပေါ့နော် TikTok မှာ page ရှိတယ် Facebook မှာ page ရှိတယ်ဒီ platform တွေကနေပဲကိုလုပ်ငန်းကို live လွှင့်ပြီးရောင်းကြတာလည်းရှိတယ်ဗီဒီယိုတွေတင်ပြီးရောင်းကြတာလည်းရှိတယ်ပြီးရင်ဒီ social media ဒီ save post တွေတင်ပြီးရောင်းကြတာလည်းရှိတယ်ပေါ့ဒါတွေကအရင်တော့ကဒီလိုလုပ်ရင်တော့ရောင်းရတက်ကြတာဟုတ်ပါတယ်ဒါပေမဲ့ဒီနေ့လိုခေတ်မျိုး AI ခေတ်ကြီးမှာအပြောင်းလဲမြန်တဲ့အချိန်တွေမှာဒီလိုမျိုးတင်ရောင်းနေနိုင်တာကနည်းနည်းသတိထားစရာတွေတော့ဖြစ်လာပါပြီဒါကြောင့်မို့လို့ကျွန်တော်ရေးကြည့်တယ်ပြုပြင်ပြောင်းလဲလို့ရမယ်အချက်၃ချက်ကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ပြောချင်တာကကျွန်တော်တို့ခုနပြောခဲ့တဲ့ကျွန်တော်တို့ရဲ့လုပ်ငန်း page တွေမှာဖောက်တယ်တွေရှိတယ်ကျွန်တော်တို့ကို follow လုပ်ထားတဲ့သူတွေရှိတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဝယ်သူတွေဒီ page မှာရှိနေတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကပုံမှန် post တွေတင်ပြီးတော့သူတို့ ਨੇ အများအားထိတွေ့နေတယ်တကယ်လို့တင်းလုပ်ငန်းကဖောက်တယ်တွေအများကြီးရှိလာတဲ့အတွက်ကြောင့်ဝယ်သူတွေများလာပြီဆိုလို့ရှိရင်ဒီဟာမလုံလောက်တော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့နဲ့သူတို့နဲ့ဖောက်တယ်တွေနဲ့တွဲဆုံတဲ့နေရာသူများပိုင်တဲ့ platform ပေါ်မှာဖြစ်နေတဲ့အတွက်ကြောင့်ပါဒါကဘာနဲ့သွားတူလဲဆိုရင်ကျွန်တော်တို့ကမြေကွာငှားထားတာနဲ့သွားပြီးတော့တူပါတယ်ဒါကြောင့်မို့လို့အတင်းရဲ့အမြဲတမ်းဝယ်တဲ့ဖောက်တယ်တွေရှိလာပြီဆိုလို့ရှိရင်သူတို့ကိုပုံမှန်အသုံးများတယ်ကိုယ့်ရဲ့ Viber channel လေးဖြစ်ဖြစ်ဒါမှမဟုတ် Viber group လေးဖြစ်ဖြစ်ဖွဲ့စည်းပြီးတော့ဒီအဝယ်များဆုံး customer တွေကိုစုထားတာမျိုးလုပ်လို့ရပါတယ်ပြီးရင် Messenger group လေးတွေဒါမျိုးလေးလောက်ထားတော့ရပါတယ်အကောင်းဆုံးကတော့သူတို့ရဲ့ဖုန်းနံပါတ်တွေသူတို့ရဲ့ဝယ်တဲ့ data ချက်လက်တွေကိုတခြားဒီကိုအပြင်ဘက်မှာထုတ်နှုတ်ထားပြီးတော့စုစည်းသိမ်းဆည်းထားတာပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်တကယ်လို့ TikTok ဒါမှမဟုတ် Facebook တို့ရဲ့ algorithm ပြောင်းသွားလို့ရှိရင်ဒီကိုရရှိပြီးသား follower တွေ audience တွေကိုအချိန်မရွေးဆုံးရှုံးသွားနိုင်လို့ပဲဖြစ်ပါတယ်နောက်ဒုတိယချက်အနေနဲ့ကတော့ကျွန်တော်တို့က brand ရဲ့ story brand ရဲ့ပုံရိပ်တွေကိုပြောပြီးတော့ရောင်းချခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့က social media ပေါ်မှာအမြဲတမ်းရောင်း post တွေပဲတင်နေမယ်ဒါမှမဟုတ်ရင် entertainment အနေနဲ့ခုခေတ်စားတဲ့အမြဲတမ်းကပဲပြနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ post တွေကျွန်တော်တို့ရဲ့လုပ်ငန်းရဲ့ identity တွေကိုဒီလူတွေကပြင်းသွားနိုင်ပါတယ်ရိုးသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီကိုယ်လုပ်ငန်းရဲ့အခက်အခဲတွေဒီလုပ်ငန်းရဲ့နောက်ကွယ်အကြောင်းအရာတွေကိုဒီ story လို့ခေါ်တဲ့ပုံမြင်တစ်ခုပြောပြပြီးတော့ဖြစ်ဖြစ်ဒီဇလန်းဆက်ကွက်လေးဖန်တီးပြီးတော့ပဲဖြစ်ဖြစ်ဝယ်ချင်လာအောင်ဆွဲဆောင်ပြီးတော့ရောင်းချလို့ရပါတယ်အဲ့တော့ခင်ဗျားလည်းစဉ်းစားကြည့်ပါကျွန်တော်တို့တွေကကျွန်တော်တို့လာပြီးရောင်းတာတော့မကြိုက်ဘူးဒါပေမဲ့ကိုယ်စိတ်လိုလက်ရဝယ်ရမယ်ဆိုရင်တော့ဝယ်ရတာကိုကြိုက်နေတတ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဝယ်ချင်လာအောင်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကိုဆွဲဆောင်ဖို့လိုအပ်ပါတယ်အဓိကကျွန်တော်တို့ကဘာပစ္စည်းရောင်းတာလဲဆိုတာတက်ဘယ်သူကရောင်းတာလဲဘာကြောင့်ရောင်းတာလဲဆိုတဲ့အဖြစ်ကိုကျွန်တော်တို့ပို့ပြီးတော့လိုချင်ပြီးတော့ဒီအဖြစ်ရဲ့ဆွဲဆောင်မှုကြောင့်ပဲဝယ်ရတာပဲဖြစ်ပါတယ်အဲ့တော့တင်းလုပ်ငန်းရဲ့အောင်မြင်မှုတွေကိုပဲမဟုတ်ဘဲနဲ့လုပ်ငန်းရဲ့တစ်ဖက်ကကြာရှုံးမှုတွေတစ်ဖက်ကလုပ်ငန်းရဲ့မရောင်းရတဲ့အခြေအနေကိုပါမှတ်တမ်းယူထားပြီးတော့ဒီအကြောင်းအရာလေးကိုဇလန်းဖြစ်ပေါင်းစည်းပြီးတော့ဒီကို audience တွေကိုချပြပေးပါပြောပြပေးပါဒီလိုဇလန်းလေးတွေကနေပဲဒီယုံကြည်မှုတိုးလာပြီးတော့ဝယ်ယူကြတာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအရေးကြီးဆုံးကတော့ကျွန်တော်တို့ဝယ်ယူပြီးနောက်ပိုင်းပေးတဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်ဒီကကျွန်တော်တို့တော်တော်များများကြားဘူးကြအတီးဖူးပြီးသားဖြစ်ပေမဲ့ကျွန်တော်တို့မလုပ်ဖြစ်ကြတာများပါတယ်များသောအားဖြင့်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီ online ပေါ်ကနေပစ္စည်းတွေမှာဘူးတယ်ပစ္စည်းတွေရောင်းမှုတယ်သို့တော်လည်းပဲကိုပို့လိုက်တဲ့ပစ္စည်းလေးဟိုဘက်ကိုရောက်သွားပြီလားပစ္စည်းလေးရောက်ပြီလားလို့ဖုန်းလေးဆက်ဖို့တော့မှကျွန်တော်တို့တွေမေ့နေတတ်ကြတယ်10ကမှ9ကလောက်ကမလုပ်ဖြစ်ကြဘူးအဲ့ဒီတော့ကိုရောင်းချပြီးတဲ့နောက်ပိုင်းပစ္စည်းကိုတောင်းအဲ့ပစ္စည်းရဲ့ဝန်ဆောင်မှုတွေကိုလည်းတာဝန်ယူပေးပါဒီပစ္စည်းပေါ်မှာလည်းကိုရဲ့ဒီဘလိုပေါ့နော်ဒီပစ္စည်းပေါ်မှာလည်းကိုရဲ့တာဝန်ယူမှုကိုလျှော့ချမသွားပါနဲ့အဲ့တော့ customer တွေကိုများသောအားဖြင့်ကျွန်တော်တို့လုပ်ငန်းရှင်တွေကစိတ်ထဲမှာသတိထားမိတာဒီ
ဒီဆိုင်မှာလာဝယ်တယ်ဒါမှမဟုတ်ရင်ဝယ်ယူနေတော့မှာပဲ service ကောင်းကောင်းပေးကြဖို့ပဲအာရုံရှိကြပါတယ်အဲ့ဒီဝယ်ပြီးနောက်ပိုင်းကသူ့ဘာသူဘာပဲဖြစ်ဖြစ်ငါနဲ့မဆိုင်တော့ဆိုပြီးတော့မေ့ထားတတ်ကြပါတယ်အဲ့တော့ဒီချက်လေးကိုလည်းပဲသတိပြုစေချင်ပါတယ်ဒီချက်ကအရန်အရေးကြီးဆုံးပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကိုပြန်ပြီးတော့အနှစ်ချုပ်ပေးရမယ်ဆိုလို့ရှိရင်ခင်ဗျားလုပ်ငန်းရှင်ဆိုလို့ရှိရင် social media digital marketing ကိုပဲတိတ်ပြီးတော့အရင်ကြီးအားမကိုပါနဲ့တကယ်လို့ကိုက marketing agency အပ်ထားတယ်ဆိုလို့ရှိရင်လည်းအပ်ပြီးရောဆိုပြီးပြစ်မထားပါနဲ့ AI ခေတ်ကြောင့်ပြောင်းလဲလာမယ်ဒီလိုချက်တွေကိုအမြဲတမ်းသတိထားပြီးစောင့်ကြည့်နေပါပထမဆုံးတစ်ချက်ကဒီ media ဘောက audience တွေကိုကိုယ့်ရဲ့ private ဖြစ်ကိုယ်ပိုင်ဖြစ်ပြောင်းလဲပါနောက်ဒုတိယအချက်အနေနဲ့ကတော့ဒီ story လေးတွေပြောပြီးတော့ဆွဲဆောင်ပြီးရောင်းချပါနောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ဝယ်ယူပြီးနောက်ပိုင်းမှာအကောင်းမွန်ဆုံး service ကိုပေးပါဒီအကောင်းမွန်ဆုံးဝယ်ယူပြီးနောက်ပိုင်းပေးတဲ့ service ကပဲသင်ကိုနောက်ထပ် customer 10ယောက်ရရှိဖို့အလားအလာကောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီချက်တွေကခင်ဗျားလုပ်ငန်းအတွက်လက်တွေ့အသုံးချပြီးတော့အကျိုးရှိစေမယ့်ချက်တွေလို့မြင်မိပါတယ်စီးပွားရေးတိုးတက်ရေးနဲ့ဒီ digital marketing အကြောင်းတွေကိုလေ့လာသိရှိခြင်းနဲ့ဆိုရင်ကတော့ကျွန်တော်တို့ channel လေးကို subscribe လုပ်ခဲ့ပေးဖို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ